လူတွေတော်တော်များများမသိတဲ့ပတ်စံအိတ်ရဲ့လျှို့ဝှက်ချက်ကိုကျွန်တော်ပြောပြပါမယ်အဲ့ဒါဘာလဲဆိုတော့ပတ်စံအိတ်ဆိုတာနံပါတ်1သိရမှာကအရေးကြီးတဲ့ပတ်စံမဲ့ထည့်ဖို့ပါအဲ့လိုမဟုတ်ရင်လက်လာပါတွေပိတ်ဆို့နိုင်ပါတယ်ပတ်စံအိတ်နဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေကိုမသိလို့လောကမှာငွေကြေးမတည်တဲ့မခိုင်ငဲတဲ့သူတွေငွေတွေဝင်မာလျက်နဲ့မခိုင်ငဲတဲ့သူတွေငွေတွေဝင်မာလျက်နဲ့လက်ပိတ်နေတဲ့သူတွေငွေတွေဝင်မာလျက်နဲ့အဖက်မတင်တဲ့သူတွေအများကြီးပါပဲဒီနေ့ကျွန်တော်ပြောပြမယ်ပတ်စံအိတ်တိတ်ကိုပတ်စံအိတ်တိတ်ရဲ့ဂုံရည်ချင်းဆိုတာကြည့်လိုက်ပြီဆိုလို့ရှိရင်နံပါတ်1ထည့်ရမှာပတ်စံပဲနံပါတ်2ထည့်ရမှာကမဖြစ်မနေရှိတဲ့ကတ်တွေထည့်ရမယ်ဒီလောက်ပဲအဲ့လိုမဟုတ်ဘဲနဲ့ရှိသမျှသောအကြောင်းအရာတွေဟလာဥပမာဆိုလို့ရှိရင်တွားကြထိုးတံလိုဟာမျိုးတွေနော်ပြီးတဲ့အခါကျလို့ရှိရင်ကျွတ်အိတ်လိုမျိုးအမိုက်တွေပြီးတဲ့အခါကျလို့ရှိရင်အသုံးမလိုတဲ့ကတ်ပြားတွေပြီးလို့ရှိရင်တစ်ရှူးစားတွေနော်အစရှိတာတွေဟာမထည့်တဲ့ထဲမှာပါပါတယ်ပတ်စံအိတ်ထဲမှာတကယ်ရှိရမှာကပတ်စံမဲ့ထည့်ထားဖို့ပါအဲ့ဒီပတ်စံအိတ်ကိုလည်းအမြဲတမ်းရင်မွေးဖြန်းပြီးတော့ဆောင်းရမှာဖြစ်ပါတယ်အဲ့လိုမျိုးဆောင်းနိုင်လေးပို့ပြီးတော့အကျိုးအာနိသင်ထူးခြားလေးပါပဲပတ်စံအိတ်ထဲမှာမသိနဲ့ခြုံထက်တဲ့အရာတွေထည့်မယ်ဆိုရင်အမိုက်တွေထည့်မယ်ဆိုရင်ပတ်စံအိတ်ဟာလေးလံလာပြီးတော့လက်လာပါမှာပိတ်ဆို့နိုင်ပါတယ်လက်လာပါလည်းမမြဲပါဘူးဓာတ်နဲ့ခွဲပြီးတော့ဆင်းတယ်ဆိုတဲ့သဘောမျိုးအချိုးနဲ့ခွဲပြီးတော့ဆင်းတယ်ဆိုတဲ့သဘောမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့လိုအပ်တဲ့တစ်ရှူးတွေအမိုက်တွေပတ်စံအိတ်ကိုမထည့်သင့်ဘူးအဲ့ဒါမှတ်သားပြအောင်မှတ်သားထားပါပတ်စံဆိုတာကိုကယူသေးမှသူကလည်းကိုယ်ပြန်ပြီးတော့ယူသေးပါတယ်ကျေးဇူးတင်ပါတယ်